ဒီစာရွက်ကတော့တခြားပစ္စည်းလိုမျိုးမဖတ်ဖဲနဲ့လွှင့်ပစ်လိုက်လို့တော့မရအောင် Oh my god wow Okay မင်္ဂလာပါအခုကျွန်တော်ကား Pro ကနေပြီးတော့ပို့ပေးလိုက်တဲ့ကုတ်တင် CQ6 ပေါ့အားလေးကို unboxing တစ်ချက်လုပ်ကြည့်မယ်ဘာဒီပါမလဲဆိုတော့အထဲမှာကvoucher ပြီးစေဘူးဒီကောင်လေးတစ်ချက်ထပ်ဖောက်ကြည့်မယ်ဆိုတော့2025တိတ်ကောင်က 100ml စေဘူး 100ml ပြီးထဲမှာကောင်က applicator ပြီးဒါက applicator မှာတက်မဲ့အဝတ်လေးကိုအရန်နုတယ်ဒီကောင်လေးကန်လို့အရန်ကောင်း nice ဒါက vehicle number တွေ VIN နံပါတ်တွေပါထည့်ရမယ် running cap ဒါလည်းကုတ်တင်တင်တဲ့ကားတွေမှာကျွန်တော်ဒီကောင်လေးထည့်ပေးမှာကားနံပါတ်နဲ့ပါနဲ့ပြီးရင်ကျွန်တော်စီမှာဒီဒါ1 year ဆိုတော့ကျတော့1 year ဆိုရင်ကျွန်တော် recall 2ချိန်ပေးမှာအဲ့တော့ကျတော့ဒီမှာဘယ်ချိန်နေကျွန်တော်စီကိုပြန်ပြီးတော့ recall service ဝင်ရမယ်ဆိုတာကျွန်တော်ဒီမှာလည်းတစ်ခါတည်းတိတ်ရောပါရောတစ်ခါထည့်ရေးပေးမှာပြီးရင်ဒီကောင်ကကျွန်တော်ဟိုဟာကားမှာကတ်ပြီမှာဒီတိုင်းလေးတော့မမြင်ရဘူးဗျအေးကားမှာတော့ကတ်လိုက်တော့မီးထိုးလိုက်တော့မြင်ရတယ်ကားမှာတော့မြင်ရမယ်ဒီစတစ်ကာပြီးရင်ဒါဒီစာရွက်ကတော့တခြားပစ္စည်းလိုမျိုးမဖတ်ဖဲနဲ့လွှင့်ပစ်လိုက်လို့တော့မရအောင်ဒီစာရွက်ကကျွန်တော်တို့ဖတ်ကြည့်ပြီးမှဒီဆေးကိုဒါပထမတစ်ခေါက်သုံးမယ်ဆိုရင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဘယ်လိုသုံးရမယ်ဆိုတော့ကျွန်တော်တို့ကတည်ပြီးသားဆိုတော့ကျွန်တော်မဟုတ်ဘူးဆိုရင်တော့ဒီစာရွက်ကတော့ user manual ကတော့ဖတ်ကြည့်တဲ့ထဲမှာပါတယ်အဲ့တော့ဒါကတော့ CQ6 1 year ကုန်တင်ဖြစ်ပါတယ်ဒီဆေးနဲ့တင်မယ်ဆိုရင်ဘယ်လောက်ဈေးနှုန်းကျမယ်ပါညာဆိုတာကိုကျွန်တော်ကို Messenger မှာလာပြီးတော့မေးတာဖြစ်ဖြစ်ဖုန်းနံပါတ်မှာဖုန်းဆက်ပြီးမေးတာဖြစ်ဖြစ် comment မှာမေးတာဖြစ်ဖြစ်မေးလို့ရပါတယ်ကျွန်တော်အကြောင်းပြန်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်